အားလုံးပဲမင်္ဂလာပါစวัสดีค่ะทุกคนဒီနေ့မှာတော့အပြန်အလှန် Thai conversation တွေကိုလာပြီးတော့ sharing လုပ်ပြီးတော့မှာဖြစ်ပါတယ်ဒီနေရာမှာဆိုလို့ရှိရင်ပြောသူနဲ့နားထောင်သူဆိုပြီးတော့ရှိပါမယ်ပထမတစ်ခုเธอหางานได้หรือยังเธอဆိုတာကနေหางานအလုပ်ရှာတယ်ได้หรือยังရပြီလားเธอหางานได้หรือยังနင်အလုပ်ရှာလို့ရပြီလားတနည်းအားဖြင့်နင်အလုပ်ရှာတွေ့ပြီလားပေါ့နော်နောက်တစ်ခုကကြတော့ยังฉันกำลังหาอยู่ยังဆိုတာကမရသေးဘူးฉันกำลังหาอยู่กำลังဆိုတာကနေတော့ဒါမှမဟုတ်နေစေหาอยู่ဆိုတာကရှာနေတယ်ฉันกำลังหาอยู่ဆိုတော့ငါရှာနေတော့ပဲยังฉันกำลังหาอยู่မရသေးဘူးငါရှာနေတော့ပဲနောက်တစ်ခုကเดือนหน้าฉันจะออกแล้วฉันอยากจะถามเธอว่าเธออยากทำงานฉันไหมเดือนหน้าဆိုတာကနောက်လฉันจะออกแล้วออกဆိုတာကထွက်တယ်เดือนหน้าฉันจะออกแล้วဆိုတော့နောက်လငါထွက်တော့မယ်ฉันอยากจะถามเธอว่าถามဆိုတာကမေးတယ်ว่าဆိုတာကစကားဆက်ฉันอยากจะถามเธอว่าဆိုတော့ငါနင့်ကိုမေးချင်တာကเธออยากทำงานฉันไหมอยากทำလုပ်ချင်တယ်งานฉันဆိုတော့ငါအလုပ်เธออยากทำงานฉันไหมနင်ငါအလုပ်ကိုလုပ်ချင်လားเดือนหน้าฉันจะออกแล้วနောက်လဆိုရင်ငါထွက်တော့မယ်ฉันอยากจะถามเธอว่าငါနင့်ကိုမေးချင်တာကเธออยากทำงานฉันไหมနင်ငါအလုပ်ကိုလုပ်ချင်လားเธอจะออกทำไมหรอมีปัญหาอะไรหรือเปล่าเธอจะออกทำไมหรอทำไมဆိုတာကဘာလို့လဲเธอจะออกทำไมหรอဆိုတော့နင်ဘာလို့ထွက်မှာလဲมีปัญหาอะไรหรือเปล่าปัญหาဆိုတာကပြဿနာอะไรဆိုတာကဘာလဲဘာပြဿနာရှိလို့လဲပေါ့နော်มีปัญหาอะไรหรือเปล่าဘာပြဿနာရှိလို့လဲเธอจะออกทำไมหรอနင်ဘာလို့ထွက်မှာလဲมีปัญหาอะไรหรือเปล่าဘာပြဿနာရှိလို့လဲဒါမှမဟုတ်ပြဿနာတစ်ခုခုရှိလို့လားပေါ့နော်เปล่าฉันแค่ต้องกลับบ้านกลับไปดูแลแม่เปล่าဆိုတာကဘာမှမဟုတ်ပါဘူးฉันแค่ต้องกลับบ้านต้องဆိုတာကလိုအပ်တယ်กลับဆိုတာကပြန်တယ်บ้านဆိုတာကแค่ต้องกลับบ้านแค่ဆိုတဲ့စကားလုံးကဒီမျှတာဒါမှမဟုတ်ယုတ်တာပေါ့နော်ฉันแค่ต้องกลับบ้านငါအိမ်ပြန်ဖို့လိုအပ်လို့ပါဒါမှမဟုတ်ငါအိမ်ပြန်ဖို့လိုအပ်ယုတ်ပါกลับไปดูแลแม่กลับไปဆိုတာကပြန်သွားတယ်ดูแลแม่ดูแลဆိုတာကကြည့်ရှုစောင့်ရှောက်တယ်แม่ဆိုတာကအမေกลับไปดูแลแม่ဆိုတော့အမေကိုပြန်ကြည့်ရမယ်เปล่าဘာမှမဟုတ်ပါဘူးฉันแค่ต้องกลับบ้านငါအိမ်ပြန်ဖို့လိုအပ်ရုံပါกลับไปดูแลแม่အမေကိုပြန်ကြည့်ရမယ်งานเธอเยอะไหมงานยุ่งไหมงานเธอဆိုတော့နင့်အလုပ်เยอะไหมเยอะဆိုတာကများတယ်งานเธอเยอะไหมဆိုတော့နင့်အလုပ်ကများလားงานยุ่งไหมยุ่งဆိုတာကရှုပ်တယ်งานยุ่งไหมအလုပ်ရှုပ်လားงานเธอเยอะไหมနင့်အလုပ်ကများလားงานยุ่งไหมအလုပ်ရှုပ်လားไม่เยอะงานสบายถ้าเธอสนใจเดี๋ยวฉันจะบอกผู้จัดการให้ไม่เยอะဆိုတော့မများဘူးงานสบายสบายဆိုတာကသက်သာတယ်งานสบายအလုပ်သက်သာတယ်ถ้าเธอสนใจถ้าဆိုတာကတကယ်လို့เธอสนใจสนใจဆိုတာကစိတ်ဝင်စားတယ်ถ้าเธอสนใจဆိုတော့တကယ်လို့နင်စိတ်ဝင်စားရင်เดี๋ยวฉันจะบอกผู้จัดการให้เดี๋ยวဆိုတာကခဏနေကြရင်ဒါမှမဟုတ်နောက်ကြရင်ฉันจะบอกဆိုတာကပြောမယ်ผู้จัดการဆိုတာက manager จะบอกဆိုတာကပြောမယ်จะบอกให้ဆိုလို့ရှိရင်ပြောပေးမယ်เดี๋ยวฉันจะบอกผู้จัดการให้ဆိုတော့ခဏနေငါမန်နေဂျာကိုပြောပေးမယ်ไม่เยอะမများဘူးงานสบายအလုပ်သက်သာတယ်ถ้าเธอสนใจတကယ်လို့နင်စိတ်ဝင်စားရင်เดี๋ยวฉันจะบอกผู้จัดการให้ခဏနေဒါမှမဟုတ်နောက်ကြရင်ငါမန်နေဂျာကိုပြောပေးမယ်งั้นฉันขอคิดดูก่อนนะขอบคุณมากนะงั้นဆိုတာကဒါဆိုလို့ရှိရင်ฉันขอคิดดูก่อนนะคิดดูဆိုတာကစဉ်းစားကြည့်တယ်ก่อนဆိုတာကအရင်ขอคิดดูก่อนนะဆိုတော့အရင်ဆုံးစဉ်းစားကြည့်ပါရစေပေါ့နော်ขอบคุณมากนะဆိုတာကကျေးဇူးအများကြီးတင်ပါတယ်งั้นฉันขอคิดดูก่อนนะဒါဆိုလို့ရှိရင်ငါအရင်ဆုံးစဉ်းစားကြည့်ပါရစေနော်ขอบคุณมากนะကျေးဇူးအများကြီးတင်ပါတယ်
Okay အားလုံးပဲဒီနေ့ conversation ကတော့ဒီလောက်ပါပဲเดี๋ยวเราเจอกันใหม่นะคะ